အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာကိုလေးစားအောင်နေထိုင်နိုင်တဲ့နီလန်းတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလူတွေရဲ့လေးစားမှုကိုလိုချင်ပထမဦးဆုံးကိုအရင်လေးစားအောင်နေထိုင်ဖို့လိုတာပါတယ်ဘလို့အရာတွေကကိုလေးစားစီလဲဆိုရင်နံပါတ်1ကိုတန်ဖို့ကိုတတ်မှတ်ထားပါကဘာကြီးကဘလို့မြင်တဲ့အမြင်မျိုးမဆိုကိုတော့ကိုတန်ဖို့ကိုကိုယ်တိုင်တတ်မှတ်ထားသင့်ပါတယ်တချို့လူတွေကမျက်မြင်အတိုင်းသာတတ်မှတ်ပေးနိုင်ပေမဲ့တကယ်တန်ဖို့ကကိုအတွင်းမှာပဲစမ်းသပ်ရပါတယ်ကိုယ့်ရဲ့အားသာချက်တွေစူးစမ်းပုံတွေရရှိထားတဲ့အောင်မြင်မှုသေးသေးလေးတွေကိုပါသတ်မှတ်ပေးနိုင်ရင်ကိုယ့်အပေါ်လေးစားမှုတဖြည်းဖြည်းတည်ဆောက်လာနိုင်ပါတယ်။လူတိုင်းကတန်ဖိုးရှိကြပါတယ်။ဒါပေမဲ့ကိုယ့်တန်ဖိုးကိုမသိရင်ဘယ်သူမှသိလာနိုင်မှာမဟုတ်ဘူး။နံပါတ်2ကိုယ့်အတွက်မှန်ကန်မဲ့အရာကိုရွေးပါ။လူတွေအများကြီးကမအောင်မြင်သေးဘူးလို့ခံစားရတာကသူတို့ဖိဖိစုံချင်းလွန်းလို့ပဲဖြစ်ပါတယ်။ကိုလေးစားတတ်သူဆိုရင်တော့အကောင်းဆုံးဖြစ်ဖို့မလိုပဲကိုယ့်အတွက်မှန်ကန်မဲ့အရာကိုပဲလုပ်ဖို့လိုအပ်ပါတယ်။ကိုပင်ကိုနဲ့ကိုရိုက်ချမှတ်ပြီးရီမှန်းချက်တွေထားတဲ့နေတဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ်။နံပါတ်3မလိုအပ်တဲ့သူတွေရဲ့အမြင်တွေကိုဖယ်ရှားမှာလူတိုင်းကကိုဘဝထဲသို့ဝင်လာအောင်စူးစမ်းကြပြီးကိုလုပ်တာကိုဘာကြောင့်လဲမသိပဲရှော့ဖွေစစ်ဆေးကြတတ်ပါတယ်။ကိုလေးစားတတ်သူတယောက်ဆိုရင်တော့မလိုအပ်တဲ့အမြင်တွေဖိအားပေးတဲ့စကားတွေကိုသဘောပေါက်အောင်ကြားပြီးမှကိုလုပ်ဆရာရှိတာကိုဆက်လက်လှုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ကိုအလုပ်လုပ်နေခြင်းအတွင်းမှာကိုအလိုမကျတဲ့အခြားသူတွေရဲ့အမြင်ကိုလစ်ရှုနိုင်မှပါကိုလေးစားနိုင်ပါတယ်။နံပါတ်4ကိုစနစ်တကျနေပါဘဝမှာစီးစိမ်တကျနေထိုင်တတ်ခြင်းကလည်းကိုလေးစားရရောက်ပါတယ်။ခြေလန်းတိုင်းတစ်ခုချင်းမှာစီကန့်ရှိအောင်နေတတ်ခြင်းအချိန်ထိန်းတတ်ခြင်းကိုအလုပ်ကိုစီစဉ်ထားခြင်းစတဲ့အရာတွေပဲဖြစ်ပါတယ်။အဲဒီလိုစီစဉ်ကြမှုတွေဟာကိုထိန်ချုပ်မှုကိုတိုးတက်စေပြီးကိုယုံကြည်မှုလေးစားမှုကိုတဖြည်းဖြည်းတိစောက်ပေးပါတယ်။နံပါတ်5ကိုဂီယူဆိုင်ပါဘဝမှာအလုံညာလွန်းလို့ပဲဖြစ်အကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ကိုဂယူမဆိုင်ပဲလစ်ရှုထားတာကကိုလေးစားမှုကျတော့နိုင်ပါတယ်ဘဝမှာဘလောက်ပဲအလုံညာနေပါစေခဏလောက်အနားယူပြီးအနားပေးခြင်းစိတ်ပေါက်လာရင်စိတ်ရှည်ပေးခြင်းကိုချစ်ဖို့အချိန်ပေးခြင်းတွေကကိုကအရေးကြီးသူဆိုတာကိုမေ့သွားမစေပါဘူးကိုဘဝကဘာကြီးရဲ့ပိုင်ဆိုင်မှုထစ်နေတဲ့ဆိုတာကိုအမြဲတတိယဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်